လက်တော့တလုံးဝယ်တော့မယ်ဆိုရင်ဘာတွေတည်ထားတင်လဲဘယ်လိုလက်တော့မျိုးဝယ်ရမလဲဒီမေကုန်းနေရာကျွန်တော်ရဲ့ TikTok chat box မှာရော Facebook Messenger မှာရောမေးများဆုံးမေးခွန်းဖြစ်ပါတယ်ဒီနေ့မှာတော့လက်တော့မဝယ်ခင်မှာတည်ထားတဲ့အချက်၅ချက်ကိုဒီဗီဒီယိုမှာပြပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုအရင်မေးပါကျွန်တော်ကျမတို့ကဒါကိုဘာအတွက်သုံးပါလဲ Office Use အတွက်လား Game Software လားဒါမှမဟုတ် Video Editing လိုမျိုးအကြံဉာဏ် software တွေကိုသုံးပါလားဒါကိုအရင်ဆုံးဒီမှာ Channel Specification တွေစဉ်းစားလို့ရမှာပါဒုတိယတစ်ချက်ကတော့ CPU ပါရုံးသမားဆိုရင်တော့ i3 ဒါမှမဟုတ် Ryzen 3လောက်ဆိုရင်လုံလောက်ပေမဲ့ Game သမားနဲ့ Video Editing သမားတွေဆိုလို့ရှိရင်တော့ i5 ဒါမှမဟုတ် Ryzen 5လောက်ကိုသုံးမှပဲအဆင်ပြေပါမယ်နောက်တစ်ခုက RAM ပါရုံးသမားတွေအတွက်ဆိုရင်တော့ RAM 8GB လောက်ကအဆင်ပြေပေမဲ့ 7 ချီမှုလုပ်တွေအများကြီးကိုဒီပြိုင်နဲ့လုပ်ချင်တယ်ဆိုရင်တော့ RAM 16GB လောက်ပါတဲ့ set တွေကိုပဲရွေးပါလို့အကြံပေးချင်ပါတယ်။ဆက်ဟန်းတာမျိုးလည်းလုံးဝမဖြစ်ချင်ဘူးဆိုရင် SSD ကမဖြစ်မနေလိုအပ်ပါတယ်။ကိုကရုံးလုပ်ငန်းသုံးမယ်ဆိုရင်တော့ SSD 2.5C လောက်ကနေစလို့ရတယ်။ Video Editing နဲ့ Gaming သမားတွေဆိုရင်တော့ SSD 5.2GB လောက်ကတော့အနည်းဆုံးလိုအပ်ပါလိမ့်မယ်။ဒါတွေကိုရွေးပြီးသွားပြီဆိုရင်တော့နောက်ဆုံးအနေနဲ့ရွေးချယ်ရမှာက brand ပါ။ရုံးလုပ်ငန်းသုံးမယ်ဆိုရင်တော့ Dell, HP Pro ဒါမှမဟုတ် Lenovo ThinkPad တွေလိုမျိုးအကျန်းခံတဲ့ laptop တွေကိုရွေးပါ။ Video Editing နဲ့ Gaming အတွက်ဆိုလို့ရှိရင်တော့ graphic card ပါတဲ့ laptop တွေဥပမာ Lenovo Elegoo MSI Gaming နဲ့ Gigabyte laptop တွေလို RTX 2030နဲ့3050 graphic card ပါတဲ့ laptop တွေကိုရွေးပါအဲ့ဒါတွေက video editing သမားတွေအတွက်အလိုက်ဖက်ဆုံးပါပဲနောက်ဆုံးတစ်ချက်အနေနဲ့ကအာမခံကိုမေ့လို့မရပါဘူးအသစ်ဝယ်မယ်ဆိုရင်တော့အာမခံကတစ်နှစ်ပါတဲ့ laptop ရှိတယ်နှစ်နှစ်ပါတဲ့ laptop ရှိတယ် second ဝယ်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးအာမခံတစ်လပါတဲ့ sign တွေကိုပဲရွေးဝယ်ဖို့အကြံပေးချင်ပါတယ်ဒီလောက်ဆိုရင်တော့ကိုယ်နဲ့ကိုက်ညီမဲ့ laptop ကိုစိတ်ချလက်ချရွေးချယ်ဝယ်ယူနိုင်မယ်လို့ယုံကြည်ပါတယ် laptop နဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်လည်း comment box ထဲမှာမေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ကြပါမယ်